Assalamu alaikum wa rahmatullahi wa barakatuh မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကျမ်းမာချမ်းသာပါစေစိတ်နှလုံးအေးချမ်းကြပါစေကျွန်တော်ဒီနေ့ပြောမယ့် live ကဒီရခိုင်ပြည်မြောက်ပိုင်းမှာ diplomacy အပြန်အလှန်ဆက်သွယ်စကားပြောမှုသို့မဟုတ်ရင်အပြန်အလှန်ဆွေးနွေးမှုတွေလိုအပ်နေတယ်ဆိုတဲ့ခေါင်းစဉ်ဖြစ်တယ်ဆိုတော့တချို့သောတမိုင်းကြောင်းတွေကိုပြန်ပြောတဲ့အခါမှာကျွန်တော်တို့ကမြန်မာနဲ့ပတ်သက်ပြီးတော့ဆက်ဆက်မှုတွေရှိတယ်ရခိုင်ပြည်ဆိုတာကတမိုင်းစင်ဆက်ဗမာပြည်နဲ့ပတ်သက်ပြီးဆက်ဆက်မှုတွေရှိခဲ့တဲ့အတွက်တချို့သောဗမာတမိုင်းလေးတွေကိုပြန်ပြောရမှာပြန်ပြောကောင်းပြောရမှာဖြစ်တယ်စကားပြောရင်ညှက်ရင်ပေါ့နော်ဒါဒီလူမျိုးရေးအမုန်းတရားမဟုတ်ဘူးဒါကတမိုင်းလိုဖြစ်ခဲ့တာပေါ့နော်တမိုင်းမှာတော့အငင်းပွားဝယ်တမိုင်းတွေကိုကျွန်တော်ချမှာပါဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ပြန်ပြောတဲ့အခါမှာတမိုင်းလို့တာခန်းစားပေးဖို့လည်းမြစ်တယ်ရက်ခံတယ်။ဘာကြောင့်လဲဆိုတော့ဒီလူအတိုင်းဝိုင်းကြားမှာအများအားရန်ဖြစ်နေခြင်းတယောက်တက်ဖြတ်နေခြင်းတိုက်ခိုက်နေခြင်းဒါတွေကဒီအတိုင်းဝိုင်းတစ်ခုတိုးတက်မှုဆုပ်ယုပ်စေတယ်ဆိုင်းငံ့စေတယ်နောက်ဆုံးဒီရန်ဖြစ်နေတဲ့အတိုင်းဝိုင်းဆိုတာပြည့်စည်သွားမှာပဲ။ဒါကြောင့်ကျွန်တော်တို့ကပြည်လဲအကြောင်းကိုဒါပြောပေးခြင်းဖြစ်တယ်။ဆိုတော့နောက်တစ်ခုကလူချင်းပြည်လဲအောင်ပြောပါလူချင်းသိမြတ်အောင်နေကြပါဆိုတဲ့စကားကျွန်တော်ကဒီရခိုင်နဲ့ရိုဟင်ဂျာကြားမှာသိမြတ်ရေးကိုခုမှလာပြောနေတာလည်းမဟုတ်ဘူး။အရင်နှစ်တွေကလည်းသိမြတ်နေကြတဲ့ခေါင်းစဉ်နဲ့ကျွန်တော်စကားပြောခဲ့တယ်။ပြောတယ်သိမြတ်ရေးကိုကျွန်တော်အများအားပြောခဲ့တယ်။ဘာကြောင့်လဲဆိုတော့တမိုင်းကနှစ်ပေါင်းထောင်ချီပြီးတော့နေခဲ့ကြတယ်လူရည်နေသည်ဖြစ်စေများသည်ဖြစ်စေနှစ်ပေါင်းထောင်ချီအတူနေခဲ့တဲ့ဒီလူမျိုးတွေကတယောက်ပရိပက္ခတွေမရှိခဲ့ဘူးတမိုင်းမှာပရိပက္ခမရှိခဲ့ပဲနဲ့ပရိပက္ခတွေဘယ်တော့မှစတင်ဖြစ်ပေါ်လာတာလဲဆိုတာလဲကျွန်တော်တို့စတင်စဉ်းစားဖို့လိုတယ်ပြီးတဲ့အခါမှာအနာဂတ်ကိုဘယ်လိုတည်ဆောက်ကြမလဲဆိုတာလဲစဉ်းစားဖို့လိုတယ်ကမ္ဘာကြီးကကမ္ဘာနိုင်ငံအများစုကြီးကတိုးတက်ဖွံ့ဖြိုးပြီးတော့အဲ့မှာရှိတဲ့လူသားတွေရဲ့ပညာရေးတွေကျန်းမာရေးတွေဘဝလုံခြုံရေးတွေတစုံတရာဖူးလုံးနေတယ်တစုံတရာပြေးလဲနေတယ်တစုံတရာအေးချမ်းနေတယ်ကမ္ဘာပေါ်မှာညတော့အိတ်ကောင်းအိတ်မရတဲ့တိုင်းပြည်အရက်ဒေသဆိုတာအနေအချင်းလေးပဲရှိတယ်အဲ့ဒီအနေအချင်းလေးတွေမှာနော်ကဘာကြီးတဲ့အတွက်ရင်အများဆုံးရှိရ300ခန်းလုံးလောက်ပဲရှိတယ်အဲ300ခန်းလုံးလောက်မှာကိုယ့်ရဲ့အရက်ဒေတာပါဝင်နေတယ်ဆိုတော့ဒါကိုဘယ်လိုပြည်အောင်စဉ်းစားမလဲဆိုတာကအရေးကြီးတဲ့ခေါင်းစဉ်တရားဖြစ်တယ်အရေးကြီးတဲ့ issue လည်းဖြစ်တယ်အရေးကြီးတဲ့အကြောင်းကိစ္စလည်းဖြစ်တယ်ဒါကြောင့်ကျွန်တော်ကကြားနေပြီးတော့ပြောပေးနေခြင်းဖြစ်တယ်မုန်းနေတဲ့လူလည်းမုန်းပါမုန်းလို့ရတယ်ကျွန်တော်ကလူတွေမုန်းပါကိုသိစိုးရင်လည်းလူလည်းမပါဘူးအဲ့တော့လူချင်းသိမြတ်အောင်နေကြလူချင်းသိမြတ်အောင်တိဆောက်ကြဆိုတာတယောက်အညံ့ခံခြင်းငါတော့သိမြတ်အောင်သူနဲ့စကားသွားပြောလိုက်မယ်ငါတော့မပြောနိုင်ဘူးကွာဒီကောင်လေးချင်းမအညံ့မခံနိုင်ဘူးဒါကအညံ့ခံခြင်းအရှုံးပေးခြင်းမဟုတ်ဘူးလူဟာမိမိရဲ့လူရင်ကျေးမှုရဲ့ဂုဏ်သိက္ခာအစိမ့်အတန်းကိုမြင့်တင်ခြင်းတာဖြစ်တယ်လူတယောက်နဲ့လူတယောက်သိမြတ်အောင်နေရဆိုတာလူရင်ကြီးတွေရဲ့အလုပ် civilize ဖြစ်တဲ့လူတွေရဲ့အလုပ်ဖြစ်တယ်သိမြတ်အောင်အကြောင်းဖန်တီးခြင်းရလည်းပဲလူတွေရဲ့မိမိရဲ့လူရင်ကျေးမှုမိမအောင်မိမိရဲ့လူရင်ကျေးမှုဂုဏ်သိက္ခာကိုမြင့်တင်ပေးခြင်းတာဖြစ်တယ်ဆိုတာကိုခံစားစေကြတယ်ကျွန်တော်တို့ရခိုင်ပြည်မှာပေါ့နော်ကျွန်တော်ရခိုင်ပြည်မှာဒါတောင်ပိုင်းနဲ့မြောက်ပိုင်းအဖုထက်ကလေးတွေရှိခဲ့တယ်အလယ်ပိုင်းနဲ့မြောက်ပိုင်းအထက်ငေါ့တွေရှိတယ်ရခိုင်လူမျိုးချင်းအောက်သားကျွမ်းသားငမဒါကကြပအောင်ကလူတွေအလယ်ပိုင်းကလူတွေပြောတဲ့စကားဒါဘာကြောင့်ဖြစ်ခဲ့တယ်လဲဒါလူမျိုးချင်းနဲ့ပွတ်တိုက်တယ်စောစောရိုဟင်ဂျာလူမျိုးတွေမှာလည်းမြောက်ဦးကအုပ်စုနဲ့ဘူးတီတော်မောင်တော်အုပ်စုပွတ်တိုက်မယ်စစ်တွေနဲ့ကြောက်ပြပွတ်တိုက်မယ်ဘာကြောင့်ဖြစ်ရတယ်လဲဆိုတော့
လူမျိုးတူသည်ဖြစ်စေလူမျိုးမတူသည်ဖြစ်စေအရက်ဒေသကွာသွားပြီဆိုတာနဲ့ပြဿနာပွတ်တိုက်မှုတွေရှိတယ်ဘောလုံးကန်ရင်တော့မှရွာတွေထဲမှာဘောလုံးကန်ရင်တော့မှအရှိပိုင်းသားနဲ့အနောက်ပိုင်းသားဘောလုံးကန်တာကျွန်တော်တို့ငယ်ကတော့လှီပြန်ကြတယ်လှီပြန်ပွဲတွေလုပ်တယ်ရခိုင်မှာရွာနေရွာအောက်မှာချောင်းထဲမှာလှီပြိုင်နေတယ်ချောင်းကမ်းသားပေါ်ကရွာနေရွာကအမျိုးသမီးတွေအမျိုးသားတွေရဖြစ်နေကြတယ်သူ့ရွာငါ့ရွာနိုင်ရေးအတွက်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကပညာရေးရှုတဲ့ခဲ့တယ်ပညာရေးတွေမြောက်ဆိုတာနောက်ကျခဲ့တယ်တန်ရွဲမြို့ပေါ်မှာသို့မဟုတ်ရင်ရမ်းပြဲမြို့ပေါ်မှာသို့မဟုတ်ရင်စစ်တွေမြို့ပေါ်မှာကတ္တရာလမ်းရှိတဲ့နေရာလေးတွေမှာစာတင်ကျောင်းရှိခဲ့တယ်မြို့နယ်တွေမှာစာတင်ကျောင်းဆိုတာမရှိခဲ့ဘူးကြေးရွာတိုက်နယ်တွေမှာမူလတန်းကျောင်းတစ်ကျောင်းရှိတယ်အဲ့ဒီကျောင်းကိုရွာကလူတွေအားလုံးကကျောင်းသွားတက်နိုင်တာမဟုတ်ဘူးဘာကြောင့်လမ်းမကောင်းဘူးလှေနဲ့သွားရတယ်လေတွေရှောင်းတွေကိုဖြတ်သွားရတယ်ရခိုင်ကမိုးကြီးတယ်သူငယ်တန်းကလေးတွေကျောင်းသွားရင်းနဲ့ရေနဲ့တည်တာတွေရှိတယ်ဝေးတော့3မိုင်4မိုင်တော့လောက်ချောင်းအဲ့တော့အဲ့ဒီမူလာတန်းမှာကက်ရပြီးအောင်ခဲ့ရင်အလဲတန်းကျောင်းလေးတစ်ကျောင်းကိုတက်ဖို့အတွက်တခြားဝေးကွာတဲ့ရွာတွေမှာမိတ်ဆွေအပေါင်းအသင်းတွေဒီမှာသွားထားရတယ်ဆံပေးရတယ်စီပေးရတယ်သားသမီးကျောင်းထားဖို့အလဲတန်းကျောင်းတော့ဆိုတော့ရွာတော်များများကမိဘတော်များများကျောင်းမထားနိုင်ဘူးကလေးတွေရွာတွေမှာရှိတဲ့ကုန်တယ်ပွဲစားတွေရွာတထေးလေးတွေကျောင်းဆရာဆရာမတွေသားသမီးတွေနည်းနည်းပါးပါအလဲတန်းကျောင်းတော့သွားထားနိုင်တယ်အလဲတန်းကျောင်းအောင်မြန်တော့အထက်တန်းကျောင်းတက်ဖို့ဆိုတာဟိုတောနေရလူကတော်တော်ခဲရင်းအဲ့တော့ပညာရေးကအင်မတန်ပြတ်တောက်တယ်ပညာရေးပြတ်တောက်မှုနောက်မှာလူတွေဟာဗုဒ္ဓဘာသာဆိုတဲ့ဗုဒ္ဓဘာသာလေးကဘုန်းကြီးကျောင်းနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့နိနာစိကနေတဲ့ကြီးပြင်းရတယ်မွတ်စလင်ကလည်းမွတ်စလင်ပလီစီယာတွေရဲ့ဩဝါဒတွေလည်းကြီးပြင်းရတယ်အဲ့ဒီဘုန်းကြီးကျောင်းပညာရေးတို့မွတ်စလင်ကျောင်းပညာရေးတို့ဆိုတာလည်းပဲခက်မိပညာရေးတွေမဟုတ်ဘူးရိုးရာစင်ဆက်သင်ပေးတဲ့ပညာရေးတွေဖြစ်တယ်အဲ့လူတွေမှာပညာရေးစနစ်ရိုက်ချိုးခံထားရတယ်ဒါဗမာတပီလုံးမှာမဆလာခက်မှာလူလိုက်ရပြီးတယ်ရခိုင်ရလို့ပြောတာမဟုတ်ရခိုင်ကတော့ပို့ဆိုးတယ်ဘာကြောင့်လဲလမ်းမဆက်တွေခက်ခဲတယ်အခုခက်မှာတော့လမ်းမဆက်တွေကောင်းတယ်လို့ကြားတယ်လမ်းမဆက်တွေခက်ခဲတယ်စာသင်ကျောင်းတွေရှားပါတယ်ဆရာဆရာမတွေမရှိဘူးနံပါတ်1နံပါတ်2ကစီးပွားရေးအရာရခိုင်ပြည်နယ်ဂျောင်ထိုးခံထားတချို့တော့ပြည်နယ်တွေကလည်းကရင်လူမျိုးတွေကချင်လူမျိုးတွေမွန်လူမျိုးတွေကလည်းသူတို့ဂျောင်ထိုးတယ်လို့ခံစားရမယ်ဒါလည်းကျွန်တော်မကကွက်ဘူး။ဘာကြောင့်လဲဆိုတော့ကိုမွေးပွားကြီးပြရအရက်ဒေသအကြောင်းတော့ကိုသိတယ်။ကျောင်းတော်ကနာရခိုင်ပြည်နယ်ကထွက်တဲ့ငါးတွေရခိုင်ရိုးမကျော်နိုင်ဘူးအကုန်ပုတ်ကုန်တယ်။ရေခဲရိုက်တဲ့စနစ်တွေမရှိဘူး။အဲ့တော့ဒီမှာပဲပတ်ချလဲပြီးတော့စီးပွားရေးရကြက်တယ်။ပညာရေးရနောက်ကျတယ်။အဲ့တော့ဘယ်လိုတွေးခေါ်နိုင်မလဲ။ပြီးတော့ကျွန်တော်တို့ကကြီးမားတဲ့ခွဲခြားမှုကိုခံရသေးတယ်ကျွန်တော်တို့စစ်တွေမှာကောလိပ်သွားတဲ့တယ်အဲ့ဒီမှာကောလိပ်သွားတဲ့အခါမှာလူမျိုးရေးချင်းခွဲခြားမှုကိုအစိုးရက policy နဲ့ကျင့်သုံးထားတယ်နောက်ပိုင်းကျွန်တော်ဆက်ပြောမယ်နှစ်ဦးနှစ်ဘက်ခံရတာနော်ရခိုင်လူမျိုးလို့ခေါ်တဲ့ရခိုင်ဗုဒ္ဓဘာသာတွေလည်းအကြီးကျယ်ဖိနှိပ်ခံရတယ်အကြီးကျယ်1968ခုနှစ်စာရေးခင်းမှာလည်းမြောက်များစွာအသက်ခံရတယ်တတ်သွားတာတွေကမွတ်စလင်တွေကလာတတ်သွားတာမဟုတ်ဘူးစောစောကပြောတဲ့ဗမာအုပ်ချုပ်သူတွေကကျွန်တော်ဗမာလူမျိုးမုန်းတီးရေးပြောတာမဟုတ်ဘူးနော်ဒီဗမာလူမျိုးအုပ်ချုပ်မှုရန်တရားကြောင့်လက်ရှိဗမာတပီလုံးခံနေရတာဗမာလူမျိုးဆိုတဲ့လူသားတွေကလည်းအဲ့လိုရိုင်းဆိုင်တဲ့လူတွေမဟုတ်ဘူးကျွန်တော်ဗမာပြည်ရဲ့အရက်ဒေသမြောက်များစွာမှာနေဘူးလေလူရင်ကြီးတွေပဲတယောက်တယောက်ဒုက္ခရောက်နေလဲကူညီကြတာပဲဒါပေမဲ့အစိုးရရန်တရားဆိုတဲ့ရန်တရားကြီးကတမင်ကိုဖိနေထားတာခွဲခြားထားတာဆိုတော့ကျွန်တော်တို့ကဒါကိုအသေးစိတ်ပြန်စဉ်းစားဖို့လိုအပ်တယ်စစ်တွေကောလိပ်သွားတဲ့ရခိုင်သားတယောက်ကမွတ်စလင်ရိုဟင်ဂျာတယောက်ကိုဟာခမသားလောင်းခွေးမသားလောင်းဆိုပြီးခေါ်လိုက်တယ်ပြီးတော့ပါရိုက်လိုက်တယ်
ခမရဘာမှမပြောရဲဘူးခေါ်ပြီးတော့ပါရိုက်တာဆဲဆိုပြီးပါရိုက်တာဘာမှမပြောရဲဘူးကျွန်တော်မေးတယ်ခမရဘာလို့မပြောတာလဲတခုခုပြန်ပြောမိရင်ပြန်လုံးမိရင်အာနာပိုင်ရဲရောက်လာမယ်အဲ့ရဲကအဲ့မွတ်စလင်ကိုဖမ်းမယ်ဖမ်းပြီးရိုက်မယ်ထောင်းမယ်တမင်ကိုလောက်တာဒါ policy နဲ့ဒီ policy ကိုကျင့်သုံးခဲ့တာဗမာအစိုးရအဆက်ဆက်အဲ့တော့မွတ်စလင်တွေခမရမှာလဲတစ်ဖက်သက်ဖိနှိပ်ခါတာနှစ်ပေါင်းများစွာတမင်ကိုလောက်တာညစ်ပတ်တာအဲ့တော့အဲ့ဒီအရာအကျင့်ပါနေမျိုးဆက်တစ်ဆက်မကဘူးနှစ်ပေါင်း40မကဘူးလွန်လိုက်ရတာနှစ်ပေါင်း80နီးပါးရှိပြီ80ပဲထားလိုက်ပါမျိုးဆက်20မွတ်စလင်တွေကိုရိုက်တယ်ဖိတယ်ထောင်းတယ်ခွဲတယ်ပြီးတော့ရခိုင်တွေကိုနောက်ထပ်သူတို့စီးပွားရေးကြက်တဲ့အောင်ဒုက္ခရောက်အောင်ဗမာအုပ်ချုပ်သူတွေကလှုပ်ထားပြီးတော့ဟိုကောင်တွေဝင်လာလို့ဟိုကောင်တွေကနင်တို့လေကိုသိလို့နင်တို့စီးပွားရေးကြက်တဲ့တာပညာအခြေခံကိုရိုက်ချိုးထားပြီးတော့ brain wash လုပ်တယ်တကယ်မွဲတေးပြီးစားစရာမရှိတာလည်းရခိုင်နေပဲဖိနေရိုက်ထောက်ခံနေရတာကလည်းမွတ်စလင်တွေပဲအဲ့ဒီရခိုင်မှာလည်းပဲစစ်တွေသားမြောက်ပိုင်းသားတောင်ပိုင်းသားအလယ်ပိုင်းသားခွဲခြားထားတာလည်းပဲဒီစနစ်ပဲဒါကိုကျွန်တော်တို့ရခိုင်ပြည်နယ်ကလူတွေစဉ်းစားဆင်ခြင်ဖို့လိုအပ်တယ်ပြန်လည်သုံးသပ်ဖို့လိုအပ်တယ်အဲ့တော့မှပဲကျွန်တော်တို့အနာဂတ်ကိုတည်ဆောက်လို့ရမယ်နော်နှစ်ဖက်စလုံးဖိနှိပ်ခံခဲ့ရတာနှစ်ဖက်တင်မကောက်သုံးဘက်လေးဘက်ရခိုင်ပြည်နယ်ကချင်းလူမျိုးတွေလည်းတအားအနေခံရတယ်ကြောပါရဲ့ချင်းကိုခေါ်ရတော့ရိုးရိုးခေါ်တာမဟုတ်ဟဲ့အောင်ချင်းစုပ်လို့ခေါ်တယ်ဒါပါလေမဆလာပါတီကစနစ်တကျချမှတ်ခဲ့တဲ့လမ်းစဉ်ဒါရခိုင်ပြည်နယ်မှာရှိတဲ့ချင်းနေတဲ့ဒါဒီခံစားချက်ရှိတာပဲဘာကြောင့်လဲဆိုတော့ခေါ်တာကဘာတူလဲပတ်ဝန်းကျင်ရခိုင်အဲ့ရခိုင်ဆိုတာကိုမဆလာကလူမွေးပြီးတော့တေချာတင်ပြီးတော့ရခိုင်ဒါပေမဲ့ဟိုခေါ်ခါရတဲ့ချင်းလူမျိုးခမရကရခိုင်လူမျိုးပဲမြင်တယ်နောက်ကွယ်ကမမြင်ဘူးဒါတွေကိုကျွန်တော်တို့သုံးသပ်ဖို့လိုတာဒါဗမာမုန်းတီးပြောနေတာမဟုတ်ဖြစ်စဉ်ကိုပြောနေတာပြည်နယ်တိုင်းမှာဒီလိုရှိနေအဲ့တော့ကျွန်တော်တို့ရခိုင်လူမျိုးကထပ်ပြီးစဉ်းစားရမှာရှိတယ်မဆလာခဲ့တစ်ချောင်းလုံးမှာမဆလာပါတီကခန့်အပ်ခဲ့တော့အမတ်များရိုဟင်ဂျာတွေကဖြစ်စေရခိုင်တွေကဖြစ်စေသူတို့အမတ်ချင်းသိမြတ်တယ်ဘယ်တော့မှကြောင်မဖြစ်ဘူးညီညွတ်တယ်တိုင်းမင်းနဲ့အောက်စီမှာရံပြက်ခိုင်းထားတယ်ကြံခိုင်ရေးပါတီခက်မှာကြံခိုင်ရေးပါတီကခန့်တော့အမတ်များကြံခိုင်ရေးပါတီဝင်ချင်းညီညွတ်တယ်သူတို့ချင်းသိမြတ်တယ်ပေါင်းပြီးလှုပ်ရှားကြတယ် NLD ပါတီခက်မှာလည်းဒီလိုပဲဆိုတော့သူတို့ချင်းကြတော့တင်းမမြတ်နေခိုင်းတယ်ပါတီတွေပါတီထဲမှာထားရဖြစ်နေတာထားထိုးနေတာမရှိဘူးလူတို့ကိုဘာလို့ခွဲထားတာလဲဒါကျွန်တော်တို့စဉ်းစားဖို့လိုအပ်တယ်စဉ်းစားဖို့ပြောတာပါပြီးတော့ရခိုင်မှာခမားတို့ကျွန်တော်တို့သိမြတ်သည်ဖြစ်စေမသိမြတ်သည်ဖြစ်စေနှစ်ပေါင်းထောင်နဲ့ချီပြီးအတူနေခဲ့တယ်ရခိုင်လူမျိုးတွေရဲ့လယ်မှာမွတ်စလင်တွေအလုပ်လုပ်တယ်မွတ်စလင်တွေပိုက်ချတယ်ငါးချတယ်အဲ့ဒီငါးတွေကိုရခိုင်ရွာမှာရောင်းခဲ့တယ်နှစ်ပေါင်းထောင်နဲ့ချီပြီးတော့ဘာပြဿနာမှမရှိဘူး1984လောက်မှာဘိုးတော်ဖယားရခိုင်ကိုသိမ်းတယ်ဒါတမိုင်းကိုပြောတာနော်လူမျိုးရေးမဟုတ်ဘူးပြောတာမဟုတ်ဘိုးတော်ဖယားရခိုင်ကိုသိမ်းတယ်ရခိုင်ပြည်မှာရှိတော့လူမျိုးစုံဘာသာစုံကိုဘလောက်တတ်ခဲ့တယ်လဲအဲ့ဒီမသိမ်းခင်မှာဇလန်းစင်တယ်ရွှေမြင့်တပတ်သက်စာအုပ်ထွက်လာပြီးတော့ရွှေမြဆရာငယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘုန်းကြီးရလူမျိုးရေးဘာသာရေးခွဲကြတယ်မဘာသာအတူတူပဲစိတ်တိုက်ချိုလိုက်တာအဲ့ဒီလိုတိုက်ချိုမချိုခံရခင်ကရခိုင်ဆိုတာ
မြောက်ဦးခက်မှာရခိုင်ချွေခက်လို့ခေါ်ခဲ့တယ်။အားကြောင့်လည်းရမပြစ်ဘူးညီညွတ်တယ်တိုးတက်အောင်လုပ်ကြတယ်။သိမျက်စင်ကချွေခက်ချက်ခဲ့တယ်။ဒါကိုညင်းမဲ့ရခိုင်တော့ရှိမှာမဟုတ်ဘူး။ညင်းမဲ့မွတ်စလင်လည်းရှိမှာမဟုတ်ဘူး။ရခိုင်ချွေခက်ဝင်လာတဲ့တိုက်ချိုတယ်ဗမာသိမ်းလိုက်တယ်။အဲ့ဒီမှာစအသက်ခံရတာပဲ။ကောင်းပြီအဲ့ဒီအုပ်ချုပ်မှုကိုအင်္ဂလိပ်ကပြန်သိမ်းတယ်အင်္ဂလိပ်ကမှအသက်မခံရဘူးရန်လည်းမဖြစ်ဘူးလူမျိုးရေးပြဿနာလည်းမရှိဘူးတမိုင်းထောင်ချီတဲ့နှစ်ပေါင်းထောင်ချီတဲ့တမိုင်းတစ်ချောင်းမှာလည်းပဲတပ်ဖြတ်ခြင်းရန်ဖြစ်ခြင်းမရှိဘူးဘိုးတော်ဘုရားတို့နှစ်ပေါင်း100နီးပါးလောက်နှစ်ပေါင်း50နီးပါးလောက်အုပ်ချုပ်ခဲ့တယ်တတ်ကြတယ်ခွဲကြတယ်အဲ့မှာစခွဲတာကမန်တွေကိုလည်းမောင်းထုတ်ထွက်ပြေးဘသူမွေတာလဲဘုရားဘုရားတို့ပြန်ထွက်သွားတယ်အဲ့မင်းဆက်အင်္ဂလိပ်ဖြစ်လို့အင်္ဂလိပ်ပြန်တက်လာတဲ့ပြန်ကောင်းသွားတယ်ညီညွတ်သွားတယ်ရခိုင်လူမျိုးတွေပညာတတ်တယ်စစ်တွေတို့ကြောက်ပြူတို့တန်ရွဲတို့မှာအစိုးရကျောင်းတွေဖွင့်ပေးတယ်ရခိုင်လူမျိုးတွေအများကြီးပညာတတ်တယ်ရခိုင်ပြည်နယ်ကမွတ်စလင်ရောဗုဒ္ဓဘာသာရောအများကြီးဖွင့်ပြလာတယ်ကဲ1948အင်္ဂလိပ်ပြန်သွားပြီလွတ်လပ်ရေးပြန်ရတယ်အဲ့ဒီလွတ်လပ်ရေးမရခင်1942ခုနှစ်မှာ BIA ဝင်လာတယ်စပြီးပြတ်တန်တယ်တမိုင်းကမြုပ်ထားတာအများကြီးပဲ BIA ကရခိုင်ဝင်လာတော့ဂျပန်နဲ့ပါလာတယ် BIA တက်တဲ့ကဘူရန်အောင်ကဥဆောင်ပြီးတော့ရခိုင်ဝင်လာတယ်အဲ့ဒီမှာရခိုင်ခေါင်းဆောင်တွေနဲ့ညှိတယ်ဒါရခိုင်လူငယ်တွေမကြောက်ဘူးရင်မှတ်ထားနော်ရခိုင်ခေါင်းဆောင်တွေနဲ့ညှိတော့ရခိုင်ခေါင်းဆောင်တွေကိုအားမျိုးတယ်နဲ့ပါတပ်ပလိုက်တယ်ရခိုင်ခေါင်းဆောင်တွေအသက်ခံလိုက်ရတယ်အသက်ခံလိုက်ရတော့ရခိုင်လူမျိုးတွေကမကျင်တတ်ဘူးထားပြီးအုံကွဲမဲ့အချိန်မှာသူတို့အသေးချာမွေးပြီးသားမွတ်စလင်နဲ့ဗုဒ္ဓဘာသာကိုရန်တိုက်လွှတ်လိုက်တယ်ဘိုးတော်ဘုရားမလာခင်ကရန်တိုက်တယ် BIA ဝင်လာတဲ့အခါမှာဗမာအုပ်ချုပ်ရေးမလာမီလေးရန်တိုက်တယ်ထပြီးပောက်ကွဲတာပဲဘာကြောင့်လဲနှစ်ဖက်စလုံးက old tradition တွေနဲ့ကြီးပြင်းတာရန်တိုက်ခံလိုက်ရတယ်ကောင်းပြီရန်တိုက်တယ်ဆိုရင်လည်းကာလတစ်ခုဆယ်နဲ့ဆက်ကလည်းဖြစ်ပြီးပြီပေါ့နှစ်ပေါင်80အုပ်ချုပ်တယ်တစ်ပေါင်80ကျော်အုပ်ချုပ်တယ်လက်ရှိသည်ရန်တိုက်ထားတယ်ဒါကိုကျွန်တော်တို့မြင်တတ်ဖို့လိုတယ်ကျွန်တော်တို့ရခိုင်သမိုင်းမှာဘင်္ဂလားကကျွန်တော်တို့ရခိုင်ကိုလာသိမ်းပြီးအုပ်ချုပ်တာမရှိခဲ့ဘူးသိချာပြန်စဉ်းစားရခိုင်ကပဲဘင်္ဂလားကိုသွားအုပ်ချုပ်တယ်ဒါက12မြို့အုပ်ချုပ်ခဲ့တယ်ရခိုင်သမိုင်းတစ်လျှောက်လုံးမှာဘင်္ဂလားလာအုပ်ချုပ်တာမရှိဘူးဘင်္ဂလားဝင်ရောက်ကျူးကျော်တာလည်းမရှိဘူးဝင်ရောက်သိမ်းပိုက်တာလည်းမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဘင်္ဂလားတစ်စေလျှောက်ခံထားရတယ်တစ်ဖက်မှာဘင်္ဂလားတစ်စေလျှောက်ပြီးတော့တပ်ဖြတ်နေတာတိတ်ဆက်နေတာဒုက္ခပေးနေတာကဘာတူလဲဒါကိုကျွန်တော်တို့မြင်အောင်ကြည့်ဖို့လိုအပ်တယ်အဲ့တော့မှကျွန်တော်တို့ကနောက်ပိုက်ပြင်ဆင်လို့ရမယ်ဆိုတော့လူမျိုးရေးမုန်းတီးမှုတွေဘာသာရေးမုန်းတီးမှုတွေအကြီးအကျယ်ကြရိုက်တယ်နှစ်ပေါင်း1000ကျော်2000အတူနေခဲ့တာဘာမှမဖြစ်ပဲနဲ့ဒီလူနောက်ထပ်လူမျိုးတစ်မျိုးကလာပြီးတော့ဒီနေရာမှာလွှမ်းမိုးတဲ့အခါမှာအများအားဖြစ်နေတဲ့ပြဿနာတစ်ချိန်မဟုတ်တော့ဘူးအချိန်မောင်းများစွာဆိုတော့ကျွန်တော်တို့စဉ်းစားဖို့လိုအပ်တယ်အခုလောလောဆယ်အေးအပါဝင်ရခိုင်ပြည်နယ်မှာစစ်ရေးအရာအုပ်ချုပ်ရေးအရာလွှမ်းမိုးနိုင်တယ်ကျွန်တော် appreciate လုပ်တယ်ရခိုင်လူမျိုးတယောက်အနေနဲ့ရခိုင်နိုင်ငံဖြစ်ပေါ်လာမှာကိုလည်းကြိုးဆိုတယ်ကျွန်တော်ကိုယ်တိုင်ကတော့ဥပဒေရေးကလမ်းကြောင်းကပဲအလုပ်လုပ်တတ်တယ်ကျွန်တော်ဘာမှမလုပ်တတ်ဘူးနန္ဒကိုင်လမ်းစဉ်ကမလုပ်တတ်ဘူးကြာမကြာခဏဝင်ခံတဲ့စကားဆိုတော့ကျွန်တော်တို့တဲမှာမွေးခံထားရတာတွေရှိတယ်ဒါကိုသတိထားဖို့လိုတယ်မွေးခံထားရတယ်ခေတ်တစ်လျှောက်လုံးမှာဗုဒ္ဓဘာသာဘက်ကရောမွတ်စလင်ဘက်ကရောနှစ်ဖက်ကိုမွေးထားတယ်အဲ့ဒီနှစ်ကောင်ဘယ်တော့မှရမပြတ်ဘူးတော့အပေါ်မှာနည်းနည်းပါးပါးရပြည့်ပြပြမယ်လို့တော်ထဲမှာဖက်နေတာ
လွတ်တော်တွေကသပွဲကမှ2ယောက်သမီးယောက်ဖလို့ကော်ဖီတောက်နေတာအောက်မှာမွတ်စလင်ဗုဒ္ဓဘာသာချခိုင်းတာလေဆိုတော့ကျွန်တော်တို့ကဘာကြောင့်အဲ့လိုဖြစ်နေတာလဲဆိုတာစဉ်းစားဖို့လိုတယ်အခုလောလောဆယ်ကာလမှာတိဆောက်လာတဲ့သဘောတွေရှိတယ်တချို့ကိစ္စတွေမှာပွင့်လင်းလာတဲ့သဘောတွေရှိတယ်ကျွန်တော် appreciate လုပ်တယ်ကြိုးဆိုတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ဘက်ကနှစ်ဖက်ကပေါ့နော်ရိုဟင်ဂျာတွေဘက်ကရောရခိုင်ဗုဒ္ဓဘာသာတွေဘက်ကရောစဉ်းစားရမယ့်အချက်တွေရှိတယ်ရခိုင်ဗုဒ္ဓဘာသာတွေဘက်မှာလည်းပဲခေါင်းဆောင်ပိုင်းမှာကိစ္စရပ်တစ်ခုကိုကင်တွယ်ဖြေရှင်းတဲ့အခါမှာကြော်လွှားရတဲ့အခက်အခဲတွေရှိမယ်တက်လုံးပညာရေးရိုက်ချိုးခံထားရတဲ့အတွက်လူတွေရဲ့စိတ်နေသဘောထားကိုပြန်လည်ကုစားနေရတဲ့ကာလတွေရှိမယ်တစ်ဖက်မှာလည်းပဲဒေါ်လာရေးဆိုတာမအောင်မြင်သေးတဲ့အတွက်ရန်သူကိုရင်ဆိုင်နေရတဲ့အခက်အခဲတွေရှိမယ်ပြီးတော့ကိုယ့်ရဲ့အထဲမှာလည်းပဲရန်သူကမွေးခဲ့တဲ့တချို့တွေရှိမယ်ဒါဒီကိစ္စတွေဖြေရှင်းနေရမယ်စီကံပြစ်နေတဲ့လူထုကိုအုပ်ချုပ်ရေးတည်ဆောက်ရတာတွေမှာအခက်အခဲတွေရှိမယ်ဒါတွေအားလုံးကိုနားလည်ပြီးလို့ရတယ်အခက်အခဲတွေကိုစဉ်းစားပြီးလို့ရတယ်ဒါမွတ်စလင်တွေဘက်ကလည်းဒီကိစ္စကိုစဉ်းစားပေးရမယ်ထည့်ပြီးတော့နောက်တစ်ဖက်မှာလည်းပဲမွတ်စလင်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘက်ကစဉ်းစားပေးရမှာရှိတယ်ဒါကနံပါတ်1ကတော့ကျွန်တော်တို့အခုကြားနေပါတယ်လူတွေကိုလက်ခံမယ်တချို့တော့ဦးသိန်းစိန်ခက်လောက်ကစပြီးတော့အစိုးရစကလုံးတွေတုံးခဲ့တဲ့ပုံကိုယ်တွေသူတို့ရေးတဲ့ဆောင်းပါးလေးကိုကျွန်တော်လိုက်ဖတ်ကြည့်တယ်လူတွေကိုလက်ခံမယ်နာမည်ကိစ္စလူတော်လက်ခံပြီဗျာနာမည်ဘာအရေးကြီးလို့လဲလူကိုလက်ခံနေပြီနာမည်ကဘာများအရေးကြီးလဲအဲ့တိုးတော်တခုတော့ရှိပါတယ်ခေါင်းဆောင်ပိုင်းကိုကျွန်တော်ကနားလည်ပြီးလို့ရတယ်သူတို့လူလူပေါ်ပါယုံကြည်မှုတွေတည်ငြိမ်မှုတွေတည်ဆောက်ရမယ်ဆိုတဲ့ကာလဖြတ်သန်းမှုတည်ဆောက်ပြီးလို့ရတယ်လူတို့ကိုပြောတယ်နာမည်ဘာအရေးကြီးလဲခင်ဗျားတို့လူကိုလက်ခံပြီအဲ့တော့နာမည်ကိစ္စပေါ့ဒီနေရာမှာကျွန်တော်နည်းနည်းထောက်ပြချင်တာရှိတယ်ခေါင်းဆောင်ပိုင်းသွားနေတဲ့ move ကိုကျွန်တော်ကြည့်ရတာကတော့စင်ကာပူရီယန်လိုလုပ်ချင်တာစင်ကာပူဆိုတဲ့နိုင်ငံတစ်ခုကိုထောင်လိုက်တယ်စင်ကာပူမှာမလေးရှားရှိတယ်မလေးလူမျိုးရှိမယ်ကလေးလူမျိုးရှိမယ်တရုတ်လူမျိုးရှိမယ်ဒါပေမဲ့အားလုံးကိုစင်ကာပူရီယန်လို့သူလုပ်လိုက်ပြီအခုရခိုင်ပြည်နယ်မှာသွားနေတဲ့ move ကလည်းကျွန်တော်ထင်ပါတယ်ကျွန်တော်အတိအကျမပြောနိုင်ဘူးရခိုင်ပြည်ကမွတ်စလင် community တို့ရခိုင်ပြည်ကဗုဒ္ဓဘာသာ community တို့ဒါစပြီးတော့ဒီဒေသခံတို့သွားရင်ကသူကအဲ့လိုစင်ကာပူရီယန်လိုအာဂန်နစ်တခုခုလုပ်ရှင်ပေါ်ရတယ်ဒါဆိုတော့အကောင့်ဘက်ကိုမြင်လို့ရတယ်တိုးတော့အဲ့ step ကနည်းနည်းကြော်နေတယ်လို့ကျွန်တော်ကသုံးသပ်လို့ရတယ်သုံးသပ်ပြတယ်ဘာလို့ကြော်နေလဲဆိုတော့နံပါတ်1နာမည်ပေါ့အခုကျွန်တော်ပြောမယ်ရိုဟင်ဂျာနာမည်ရိုဟင်ဂျာဆိုတဲ့နာမည်လေးကိုခဏဖတ်ထားတယ်ဒီလူခန္ဓာကိုယ်ကြီးကိုခဏလက်ခံပြီလူကိုလက်ခံရင်နာမည်ဘာအရေးကြီးလဲနံပါတ်1နံပါတ်2ကကျွန်တော်တို့စစ်ရေးအခင်းချင်းအေးအပါအဝင်မြန်မာနိုင်ငံမှာရှိသောလက်နက်ကိုင်အင်အားစုရဲ့စစ်ရေးအခင်းချင်းအားကောင်းလာတဲ့ကာလကိုပြန်သုံးသပ်ပါ2017ခုနောက်ပိုင်း ICC ကိုတင်ပြီးနောက်ပိုင်းမှာဗမာစစ်တပ်ဘက်ကတစ်ဖက်တန်းငြိမ်းချမ်းရေးတွေလုပ်ရတယ်အကြောင်းပြချက်ပေါ့ကမ္ဘာဥပဒေကိုသူတို့ရာဂိုင်နှုန်းတရားမလိုက်ရောရင်တော့မှသူတို့ကြောက်တယ်သူတို့တွေခိုးထားဝက်ထားသိမ်းထားအနိုင်ကျင့်ထားတာဆက်ရသွမှုတွေကျူးလွန်ထားတာကြောက်တဲ့အတွက်တစ်ဖက်တန်းငြိမ်းချမ်းရေးတွေကိုနှစ်စဉ်တိုးပေးနေတယ်အဲ့ဒီမှာလက်နဲ့ကင်ထားတဲ့တော်လိုင်းအုပ်စုတွေကလက်နဲ့ပို့ပြီးတော့အခွင့်အရေးရပါတယ်နံပါတ်1 ICJ ကိုရောက်လာတဲ့အခါမှာတိုင်းပြည်ဝေယုံသုံးကားဖြစ်တယ်အဲ့ဒီခါမှာနောက်ထပ်တစ်ဆင့်ပို့ပြီးအခွင့်အရေးရတယ်နောက်ခံမိမိတို့ဘာကြောင့်တိုးတက်လာတယ်လဲဆိုရင်နောက်ခံအခွင့်အရေးတွေကိုတော့စဉ်းစားဖို့လိုတယ်သုံးသပ်ဖို့လိုတယ်အဲ့ဒါမှရှေ့ကိုဆက်ပြီးတော့ပို့ပြီးကောင်းမွန်တဲ့အရွေ့တွေကိုသွားနိုင်တယ်ဆိုတော့ဒီရိုဟင်ဂျာဆိုတဲ့နာမည်နဲ့ဂျင်နိုဆိုက်လုပ်ထားတာ
ဒါကျွန်တော်ဖော်မပြောချင်ဘူးသူတော့ဖော်ပြောရမှာဒီရိုဟင်ဂျာကိုဖျောက်ပြည့်ဂျီနိုဆိုက်အမှုကိုဖျောက်တာနဲ့အတူတူပဲရိုဟင်ဂျာမရှိဘူးဆိုရင်ဂျီနိုဆိုက်ကရိုဟင်ဂျာကိုကျူးလွန်တာကျွန်တော်တို့နည်းနည်းတော့စဉ်းစားဖို့လိုတယ်အဲ့ဒီဂျီနိုဆိုက်ကိုဖျောက်လိုက်တဲ့ကိုဖိနှိပ်ထားတဲ့လူတွေပြန်ပြီးတော့အကောင်းလာလိမ့်မယ်ကျွန်တော်တို့ရှေ့ကိုအရွေးကောင်းကောင်းရွေးကျင်တယ်မို့လားချုပ်ကြိုက်ထားတဲ့ကျိုးတွေကိုဖြတ်ဖို့မစဉ်းစားနဲ့ဒါကိုဘယ်လိုနည်းနဲ့နောက်ပိုင်းတပိုင်းမှာအာရကန်နိုင်ငံလို့ဖြစ်လာလို့အားလုံးအာရကန်နေရခံယူသွားတာโอเคတယ်ဒါပေမဲ့စင်ကာပူရီယာလိုပဲစင်ကာပူရီယာလို့ခံယူပေမဲ့မလေးတို့ကလယ်တို့တရုတ်တို့ဆိုသူရဲ့ identity ကသူရှိမယ်အရေးပါသည်ဖြစ်စေအရေးမပါသည်ဖြစ်စေအဲ့ဒါနောက်ပိုင်းမှာတိတ်အရေးပါမှာလည်းမဟုတ်ဘူးဒါပေမဲ့ကဘာကြီးက accept လုပ်ထားတဲ့ကိစ္စတစ်ခုကိုခြေဖြစ်လို့မရခြေဖြစ်ရင်တရားခံတွေဘက်ကအကြောင်းပြမယ်ကျွန်တော်တို့ကအစတည်းကပေးကျင်တာဒီရခိုင်တွေကဒုက္ခပေးနေလို့ဆိုတဲ့ reason တစ်ခုလာတယ်တရားရုံးမှာဒါကိုထည့်စဉ်းစားဖို့လိုတယ်ကျွန်တော်တို့ကပြည်ပြည်လေလှုပ်ရှင်တယ်ဗျာဘာကြောင့်လဲဆိုတော့သူတို့ဟိုဇော်ထေးတို့စီစဉ်ကာလလျှို့ဝှက်ပြီးအကြောင်းကြားခဲ့တာရှိတယ်ငါလက်ခံလိုက်မယ်accept လုပ်လိုက်မယ်သူအကြောင်းကြားခဲ့တယ်ပြီးတော့နောက်ပိုင်းမှာရခိုင်နေကြောက်ဆိုပြီးတော့အကြောင်းပြသွားတယ်ကိုကသူများတွေအကြောင်းပြเสียဖြစ်စေတဲ့အရာကိုကိုဘကအကြောင်းပြခံလို့မရနိုင်ဘူးမရအကြောင်းပြမခံအပ်ဘူးဆိုတာကိုစဉ်းစားဖို့လိုတယ်နံပါတ်1နံပါတ်2ကကျွန်တော်တို့အစင်လာသုံးနေတဲ့စကားလုံးနဲ့ဘင်္ဂလီတွေကိုနိုင်ငံသားပြလို့ရှိရင်ဟိုဘက်ကဘင်္ဂလီတန်း180ရှိတယ်အနာဂတ်နိုင်ငံရဲ့လုံခြုံရေးအတွက်ရိုဟင်ဂျာဆိုတာအသစ်တော်ဆုံးစကားလုံးဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ရိုဟင်ဂျာသူရဒီရခိုင်မျိုးသူရိုဟင်ဂျာလို့ခေါ်တယ်သူစကားနဲ့ဘဝန်းခေါ်တယ်။ Okay သူကသူ့မျိုးကိုသူချစ်လို့သူကအဲ့လိုနာမည်ခံယူတာမြေချစ်တာတိုင်းပြည်ချစ်တာဒါကိုလည်းကျွန်တော်တို့ထိုင်စဉ်းစားဖို့လိုတယ်။ဒီနေရာမှာကျွန်တော်တို့ရခိုင်လူမျိုးရဲ့အကြောက်တရားတစ်ခုရှိတယ်။ဘာလဲဆိုတော့ရိုဟင်ဂျာဆိုနာမည်ပေးလိုက်ရင်သူတို့ကိုနစ်တက်လို့တတ်မှတ်မယ်ပြီးတဲ့အခါသူတို့ကတိုင်းပြည်ခွဲမယ်ဒီအကြောက်တရားဒါကျွန်တော်တို့ကိုတရေချောက်ထားတဲ့ကျွန်တော်တို့ဘက်မှာရက်စက်ကြမ်းကြုတ်တဲ့ဗမာရဲ့ all institution ကြီးကတရေချောက်ထားတာလူမျိုးတစ်မျိုးကသူ့နာမည်ခံယူတိုင်းကိုတိုင်းပြည်ကခွဲထုတ်ခဲ့ပြုလို့ရတာဒါဆိုလို့ရှိရင်မြန်မာနိုင်ငံထဲမှာနောက်ထပ်အများကြီးခွဲအောင်မှာရခိုင်ပြည်နယ်ထဲမှာချင်းတွေရောခမွေတွေရောခွဲအောင်မှာအမေရိကန်နိုင်ငံမှာလည်းရခိုင်လူမျိုးတွေရိုဟင်ဂျာလူမျိုးတွေအများကြီးရှိတယ်။ကွဲအောင်မှာလူမျိုးတစ်မျိုးကသူ့ဟာသူတိုင်းပြည်မှာဒီသူ့လူမျိုးနာမည်ခံယူထားတယ်။တိုင်းပြည်ကွဲစရာဘာရှိလဲ။အဲ့လိုနာမည်ခံယူတိုင်းကတိုင်းပြည်ကခွဲထုတ်ခွင့်ပြုလို့ရလား။အဲ့တိုင်းပြည်ကွဲတယ်ဆိုတဲ့အရှိကအကြောင်းရင်းတွေရှိတယ်။ကျွန်တော်တို့ကိုဗမာလူမျိုးတွေကအုပ်ချုပ်ထားတယ်။ကရင်နေကချင်နေမိုးနေရှမ်းနေအားလုံးကိုအုပ်ချုပ်ထားတယ်နှစ်ပေါင်း80ကျော်ဒုက္ခပေးခဲ့တဲ့အတွက်ငကိုကတမန်ကြောင်အတိုင်းကိုမင်းကိုချင်းနဲ့ကိုရက်ကိုဒေတာကိုကိုယ့်အကိုအချုပ်ချပန်းကိုစူးစမ်းခြင်းဖြစ်တယ်တကယ်လို့များလွတ်လပ်ရေးရကြတဲ့အားလုံးကဓာတ်လူညီများဖြစ်မယ်ဆရဲလည်းအတူချမ်းသာလည်းအတူခံစားရမယ်လွတ်လပ်ခွင့်ရှိမယ်ဆိုလို့ရှိရင်ဘသူတွေကခွဲထွက်ချင်မလဲဗျာလူတစုတော်ရှိရင်ရှိမှာပေါ့ခွဲထွက်ချင်တဲ့လူအသုံးမဝင်ပါဘူးအားမဖြစ်ပါဘူးဘာကြောင့်လဲဆိုတော့တော်လှန်ရေးလှုပ်ခြင်းခွဲထွက်ခြင်းဆိုတဲ့ပေးစားရတဲ့ဒုက္ခကနဲတာမဟုတ်ဘူးလူပေါင်းများစွာသိတယ်အရေးကြီးပေါင်းများစွာရှိတယ်အချင်းချင်းတိဆောက်ရတာတွေအများကြီးရှိတယ်ဘာလို့ညီမအခွင့်ရနေခဲ့တော့ဘသူကအပေဝမ်းခံပြီးအဲ့လိုကိုလုပ်မှာဘသူကအများကြီးပေးစားမှာလဲကိုလူမျိုးလူငယ်တွေလည်းအများကြီးပေးစားဥပဒေတစ်ခုဟာမျှတကောင်းကောင်းမွန်မွန်ပြဋ္ဌာန်းထားပါလေခွဲထွက်ခြင်းနဲ့ဆိုရင်တော့အဲ့ခွဲထွက်ခြင်းနဲ့အကောင်ကိုရှင်းလိုက်တာကောင်းတယ်
အဲ့တော့နာမည်တစ်ခုကိုပေးလိုက်တဲ့ကျွန်တော်တို့ကခွဲထွက်ရေးပေးရမလားကျွန်တော်လေးလာကြည့်တယ်ကျွန်တော်မေးမြန်းကြည့်တယ်ကျွန်တော်စုံစမ်းကြည့်တယ်လူတစုတော့ရှိတယ်ခွဲထွက်ခြင်းတယ်ဒါပေမဲ့90%ကမခွဲထွက်ခြင်းပါဘူး90%ကသူ့အတူအေးချမ်းနေခြင်းဆိုတော့ခွဲထွက်ခြင်းတဲ့လူတစုကလည်းပဲဟိုကဒီကဟိုနိုင်ငံဒီနိုင်ငံကနောက်ကမြောက်ပေးတာတွေရှိတယ်အဲ့တော့မြောက်ပေးတာကိုဘာကြောင့်ခံယူတယ်လဲဆိုတော့ဖိနှိပ်ခံနေရလို့တကယ်မူလားဖိနှိပ်ခဲ့တာဒီရခိုင်မဟုတ်ဘူးရခိုင်ကအတော့ခံလိုက်ရတာလူလိမ္မာတွေပြင်းနေသည့်စားပြီးလူမိုက်ပါကိုအတော့ခံလိုက်ရတာဒါကျွန်တော်ပကြာကနာရှင်းပြတယ်လူညာတမိုင်းကိုစတင်ပြီးတော့ဒီဘေးလုပ်တဲ့ကာလ2013ခုနှစ်ထိုင်းနိုင်ငံကမဟီတော်တက်တော်မှာဒေါက်တာအေးချမ်းတို့နဲ့ဒီဘေးလုပ်တော့အခမ်းအနားကျင်းပတဲ့ပုံကိုယ်တွေကရခိုင်နေကျွန်တော်တို့ခွင့်ပြုပေးခဲ့တယ်အဲ့ဒီအခမ်းအနားမှာဝိုင်းရထောက်ပံ့တဲ့ပုံကိုယ်တွေကရခိုင်ပြည်ကဖုန်းကြီးတွေဥပဒေတွေပံ့ပိုးပေးခဲ့တယ်ဒါကျွန်တော်အဲ့ခါလာလည်းပြောတယ်သူတို့တွေကကိုယ့်ဘက်ကရှိတယ်မတရားလုပ်ခါရတာမတင်တတ်တဲ့လူပုဂ္ဂိုလ်တွေရဟန်းတန်ကတွေဒါကျွန်တော်လိန်ပြောနေတာမဟုတ်ဘူးကျွန်တော်နဲ့အတူပါတဲ့လူကြီးကောင်းဆောင်တွေရှိတယ်မေးကြည့်ပါအကယ်၍များခင်ဗျားတို့ကျွန်တော်တို့ပိုင်းတိုက်ခံထားရတယ်လို့ရခိုင်မျိုးတွေကတစ်ဖက်သက်မုန်းနေလို့ရှိရင်အဲ့ပွဲဘယ်လိုတက်လို့ရမလဲတဲ့နောက်ဝိုင်းလိုက်ခါမှာနောက်ကဖုန်းကြီးတွေကဘယ်လိုထောက်ခံမလဲခေါင်းအေးနဲ့စဉ်းစားအဲ့တော့ရခိုင်နေကိုမေကိုရှိနေနေကဲစင်ကာလာမြောက်ဦးခက်ကိုပြန်တွေးချွေခက်လို့ခေါ်ခဲ့တယ်အဲ့တော့မွတ်စလင်တွေရှိတာဘာဖြစ်လဲအဲ့ဒီခက်ကရခိုင်မင်းတွေတောင်မှမွတ်စလင်ဘွဲတွေခံယူပြီးတော့အုပ်ချုပ်ခဲ့တာအခုရခိုင်ကောင်းဆောင်တွေမွတ်စလင်ဘွဲခံယူတော့ဘာဖြစ်လဲheavy တွင်းနေဦးမလို့လားအေးကွာဟုတ်တယ်ဟုတ်တယ်ငါနာမည်ဖော်စောကွာစူလ်တန်ကွာဘာဖြစ်လဲပေါ်လေးတွေးပြီးတော့နည်းတွေပောက်ခဲ့တွေချောက်တွေးမယ်ပြီးလို့ရှိရင်အကြောက်တရားတွေရှိနေမယ်ငကူကတရေနဲ့အချောက်ခံထားရတော့တရေအချောက်တွေးညာအိပ်ပဲပြောတဲ့လူလိုဖြစ်နေတယ်မတွေးနဲ့ပေါ့ပေါ်လေးပဲတွေးလိုက်မွတ်စလင်တွေပဲပါလဲပဲ तू ကရာတက်ပံဖိနှိပ်ခံခဲ့ရတာကျွန်တော်ဆက်တွေကောလေးမှာနေခဲ့စီကခလိုမာတာကလာလောက်ဆိုပြီးဆွဲပါးရတာရှိတယ်ကြုံရတယ်ကျွန်တော်တို့ကကြားဝင်ပြောတယ်ကျွန်တော်တို့ဘက်ကတော့ကျွန်တော်တို့အုပ်စုကိုတော့ဒီရခိုင်ဗုဒ္ဓဘာသာတွေကိုလည်းကကျွန်တော်တို့ကမွတ်စလင်မသိပြီမဲ့ကျွန်တော်တို့ဘာမှမလုပ်ဘူးကျွန်တော်တို့ကအားလုံးပြည်တယ်အဆင်ပြေတယ် respect လက်ပေးတယ်ဖြစ်နေတာကအဲ့ဒီရိုဟင်ဂျာအုပ်စုကိုဒါက policy နဲ့ကိုတပင်လုပ်ထားတာဖိနှိပ်ခါပါများတော့သူတို့ဘက်ကလည်းတုံ့ပြန်လာတယ်လူသားကိုပြကျွန်တော်တို့ရခိုင်တွေကိုဖိနှိပ်တော့ကျွန်တော်တို့တုံ့ပြန်လာတယ်ဒါလူသားကိုအဲ့တော့ကိုယ့်ဘက်ကအပေါ်လက်မှာရှိရင်ဘယ်လောက်ဖြေလျှော့ပေးနိုင်မလဲအခုအများကြီးဖြေလျှော့လာတွေ့ရတယ်ကျွန်တော်ဒီအတွက်လည်း appreciate လုပ်တယ်အဲ့လိုဖြေလျှော့ပေးတဲ့ခေါင်းဆောင်တွေကိုလည်းကျေးဇူးတင်တယ်ဒါပေမဲ့နောက်တစ်ဆင့်လောက်တက်ပြီးတော့အပြန်အလှန်ဆွေးနွေးဖို့ကျွန်တော်ကတိုက်တွန်းနေတယ်အပြန်အလှန်ဆွေးနွေးပါစကားပြောမဲ့လမ်းကြောင်းတွေဖွင့်ပေးပါအပြန်အလှန်ဆွေးနွေးပြီးတော့အပြန်အလှန်ယုံကြည်မှုတွေတည်ဆောက်ပါလိုင်းမှာအော်ဒလိုမျိုးဟိုလူတွေက proposal စားတာဒီလူကအဲ့ proposal ကကြောက်ဖို့ကောင်းတယ်တကယ်လို့ကျွန်တော်တို့ကအနာဂတ်မှာမသိမြတ်ဘူးဆိုရင်စောစောကကျွန်တော်တို့ကိုလက်ချော့ပေးလိုက်ရတဲ့ဗမာ empire ကဗမာလူမျိုးအလုံးပြောတာမဟုတ်ဘူးနော် proposal စားတဲ့အကောင့်တွေမှတည်ရဲ့အဲ့ဒီအကောင့်တွေကိုပေးပြီးတော့အဲ့ဒီအကောင့်တွေကိုကျွေးပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ proxy war တွေလုပ်ထားအောင်မယ်ကမ္ဘာနိုင်ငံလေးတွေခံနေရတာproxy war တွေကြောင့်ခံနေရတာဘာသာရေးအစိုးရတွေနှစ်ဖက်စလုံးမှာရှိတယ်ကျွန်တော်က
မဘာသာတစ်ခုတည်းကိုထိုးချတာမဟုတ်ဘူးမဘာသာမှာလည်းအများကြီးပဲအစိုးရောက်တယ်ကျွန်တော်တို့မွတ်စလင်မှာလည်းအစိုးရောက်တယ်အများကြီးပဲကိုဘကဖြူစင်နေတယ်အပြက်ကင်းနေတယ်လို့ပြောနေတာမဟုတ်ဘူးဒီအစိုးရောက်တွေကိုအစိုးရောက်နေရာမှာသူတို့နံပါတ်1က educate လုပ်ပါတတ်တယ်မြတ် educate လို့မရရင်တော့အပြစ်ပေးရမယ်ဒါနိုင်ငံတစ်ခုဖြစ်လာပြီးနိုင်ငံတစ်ခုတည်ငြိမ်ဖို့အတွက်ဘာကြောင့်လဲဆိုတော့ဘာသာရေးလူဒန်းစားဆိုတာမွတ်စလင်ရောဗုဒ္ဓဘာသာရောအားလုံးကိုပေါင်းလိုက်ဘယ်နိုင်ငံမှာမဆိုဘာသာရေးလူဒန်းစား900ခိုင်နှုန်းနဲ့မပို့ဘူးကျန်တဲ့95%ခိုင်နှုန်းကောင်းစားဖို့အတွက်ဒီ900ခိုင်နှုန်းကိုအပြစ်ပေးရင်ပေးရမယ်ဒါချင်းတယ်သူတို့မစော်ကားဘူးသူတို့ educate လုပ်မယ်မိမိရဲ့ဘာသာတရားမှာရှိတဲ့ငြိမ်းချမ်းရေးတွေနဲ့တည်ဆောက်လှုပ်ဆော်တာတို့ရန်တိုက်တာတို့နိုင်ငံရေးမှာဝင်ရှုပ်တာတို့မင်းတို့သွားထောင်ထဲကိုသွားထောင်ထဲမှာနေအဲ့မှာတရားကျင့်ကိုယ့်အကူဒါလောက်ရမှာဘာကြောင့်လဲဆိုတော့နိုင်ငံအသစ်တစ်ခုပေါ်လာခဲ့ရင်လည်းပဲအဖြစ်နောက်အများကြီးရှိတယ်မသိမြတ်မှုနဲ့သွားလို့မရဘူး proxy war တန်ကိုအကြီးကျယ်ခံရမယ်ကိုအရာကောင်းလို့အနိုင်ရတာဒီအနိုင်ရနေခြင်းသာဖြစ်တယ်အောင်မြင်ခြင်းမဟုတ်ဘူးကျွန်တော်တို့ဗမာအင်ပါယာနှစ်ပေါင်း80ကျော်လွတ်လပ်ရေးရကြတဲ့အနိုင်ရခဲ့တယ်ဗမာပြည်လုံးမှာတို့အနိုင်ရခဲ့တယ်ဒါပေမဲ့ဗမာပြည်ကြီးကိုအောင်မြင်အောင်တို့မတည်ဆောက်နိုင်ဘူးဒီနေ့ဗမာလူမျိုးတွေအားလုံးဒုက္ခရောက်နေတယ်ဗမာပြည်ထောင်စုဝင်အားလုံးဒုက္ခရောက်နေတယ်အနိုင်ရတော့လည်းပဲအောင်မြင်အောင်မတည်ဆောက်နိုင်ဘူးအနိုင်ရခြင်းနဲ့အောင်မြင်ခြင်းမတူညီဘူးဆိုတာကျွန်တော်တို့ခေါင်းဆောင်တွေသဘောပေါက်ဖို့လိုတယ်အောင်မြင်အောင်တည်ဆောက်နိုင်မှရေရေခံမယ်တိုးတက်လာမယ်ဖွံ့ဖြိုးလာမယ်တခြားလူတွေကအားကြလာမယ်အားကိုးလာမယ်အဲ့တော့ကျွန်တော်မြတ်တရားခံတယ်နှစ်ဖက်စလုံးကဒီပလိုမေစီလမ်းကြောင်းကိုဖွင့်ပါပြည်လဲရောက်စကားများကိုပြောပါပြည်လဲကြောင်းမှာပြောတဲ့အခါမှာနှစ်ဖက်စလုံးခေါင်းမာပြီးအယူသီးနေတာရှိမယ်ဘသူတွေကခေါင်းမာတယ်ဘသူတွေကမတော်မတရားတောင်းဆိုတယ်ဘသူတွေကဘာဖြစ်တယ်ဆိုတာကိုမီဒီယာရှင်းမှာပထမအဆင့်လေးဝက်ဆွေးနွေးပြီးမီဒီယာရှင်းမှာဆွေးနွေးတယ်အဲ့ဒီကဘသူဆိုတာအပြစ်မြင်သွားမယ်အပြစ်မြင်တဲ့အုပ်စုကဖယ်လိုက်ပေါ့လူကိုယ်တိုင်ကသူမြင်မှာလူကိုယ်တိုင်ကသူ့ကိုအပြစ်ပေးမှာဘာကြောင့်လဲဆိုတော့နိုင်ငံရေးဆိုတာလူ900ခိုင်နှုန်းသို့မဟုတ်300ခိုင်နှုန်းကလူထုကိုလွှမ်းမိုးထားတာအဲ300ခိုင်နှုန်းရဲ့အပြစ်ကိုလူထုကမြင်သွားရင်သူဖယ်လိုက်လိမ့်မယ်ဒီပလိုမေစီလမ်းကြောင်းကိုချီတက်ပါ channel တစ်ခုဖွင့်ပါအဲ့တော့ကဘာပေါ်မှာလည်းပဲ image ကောင်းသွားမယ်ဖြစ်တည်လာမယ့်အနာဂတ်ကိုလည်းပဲအေဂျင့်စွာအောင်မြင်အောင်တည်ဆောက်လို့ရလာမယ်အဲ့တော့ငါတို့အနိုင်ရရတယ်ကွာဒီကောင်နဲ့ဂိမ်းဆက်ကြမလို့ဘူးဆိုတာပြဿနာရှိတယ်အနိုင်မရသေးဘူးအနိုင်ရသွားခဲ့ရင်တော့အောင်မြင်မှုကိုမရောက်သေးဘူးဒါကြီးကလာမှာလူလိမ္မာတွေပိန်းနေသည့်ဆရာစားသွားပြီးတော့လူမိုက်ပါကိုအတုပ်ပခံရဖို့အရေးကြီးတယ်လောလောဆယ်တည်ထွင်လာတဲ့စကားလုံးကရခိုင်ပြည်ကမွတ်စလင် community ဒါလည်းပဲဗမာခေါင်းဆောင်တယောက်တည်ထွင်ပေးသွားတာအဲ့ဒီခေါင်းဆောင်လည်းရခိုင်ပေါ်မှာအရန်ကောင်းတဲ့အတွက်မြောက်ဦးကိုဘုံလှိမ့်ကျဲသွားတဲ့ခေါင်းဆောင်မြောက်ဦးကရခိုင်ဗုဒ္ဓဘာသာပေါင်းများစွာပထမအဦးဆုံးဗုဒ္ဓကျွေးခံရတာအဲ့ခေါင်းဆောင်လက်ထက်သူတည်ထွင်ပေးသွားတဲ့စကားလုံးသူနှက်ကြောက်ပေးသွားတာကျွန်တော်ကဗမာနဲ့ရခိုင်ကြားမှာလည်းလူမျိုးရေးအမုန်းတရားတွေဖြစ်လာမှာစိုးရင်လို့စကားကိုထိမ့်ပြောနေတာကျွန်တော်တို့ကလူမျိုးရေးအမုန်းတရားကိုမလိုအပ်ဘူးလူမျိုးရေးလူချင်းမုန်းတီးနေခြင်းကလူရင်ချင်းမှုနဲ့လည်းမကိုက်နိုင်ဘူးလူရင်ချင်းတွေလောက်ရမှအလုပ်လည်းမဟုတ်မတော်မတရားမှုတော်လှန်ခြင်းကသာတရားဝင်တယ်ဒါမတော်မတရားမှုကိုတော်လှန်တဲ့စကားလုံးတွေဒါပြောနေတာလူသားရေးမုန်းတီးမှုစကားကိုပြောနေခြင်းမဟုတ်ဘူးဆိုတာကိုလည်း
ကျွန်တော်မိတ်ဆွေတွေနားလဲစေချင်တယ်အဲ့တော့ကျွန်တော်ဒီနေ့မြေတားရက်ခံနေတာကနာမည်ကိစ္စအပါအဝင်ကျန်တဲ့သဟဇာတဖြစ်စီကိစ္စတွေမှာတိုးတက်အောင်ဒီပလိုမေစီတွေဖွင့်မှာလူမှုသဟဇာတအဖွဲ့တွေလုပ်နေတာတွေ့ပါတယ်ကျွန်တော်မိတ်ဆွေအရင်လည်းပါပါတယ်စစ်တွေလို့ရခိုင်ပြည်မြောက်ပိုင်းမှာကျွန်တော်ကျေးဇူးတင်တယ်ဒါပေမဲ့နောက်တစ်စိမ့်လေးတက်ပါအောင်ကျေးဇူးပြုပြီးတော့အဲ့တော့မှပို့ပြီးတော့စိုးပြေလာမယ်ကိုလိုချင်တဲ့ပန်းတိုင်ကိုအမြန်ရောက်မယ်ကျွန်တော်တို့ကအသက်အရွယ်အားဖြင့်လည်းပဲနောက်တက်လာတဲ့လူငယ်တွေကိုပန်းပို့ခဲ့ဖို့ပဲရှိတယ်နေရာယူဖို့မရှိဘူးပန်းပို့ခဲ့ဖို့ပဲရှိတယ်အဲ့တော့ကိုယ့်ရဲ့မွေးရစာတိဖြစ်တဲ့ဒီအရက်ဒေတာတစ်ခုကောင်းမွန်တိုးတက်တဲ့အနာဂတ်ကိုပိုင်ဆိုင်စေခြင်းလို့အကြံပေးခြင်းဖြစ်တယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်အားလုံးကိုတာလီစွာပါအစ္စလာမ်အလိုင်ကုမ်ဝါရာမတ်တူလာဝါဘရကာတူ